အားလုံးပဲမင်္ဂလာပါ United Jolly TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သုံးသက်တင်ဆက်ပေးခြင်းတဲ့ပွဲကတော့2026 ဘာပလာအုပ်စု C ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်14ရက်နေ့မြန်မာစံတော်ချိန်နနက်4နာရီခွဲချိန်မှာရှင်မြန်ကစားသွားကြမှာဖြစ်ပြီးတော့ဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းရဲ့ကမ္ဘာအဆင့်ရပ်တည်မှုကိုကြည့်မယ်ဆိုရင်ဘရာဇီးအသင်းကတော့ကမ္ဘာအဆင့်6မှာရပ်တည်နေပြီးတော့မော်ရိုကိုအသင်းကတော့ကမ္ဘာအဆင့်9မှာရပ်တည်နေတဲ့ဒီနှစ်သင်းရဲ့လူစင်းပိုင်းကိုကြည့်ရမယ်ဆိုရင်ဘရာဇီးအသင်းမှာကတော့တကယ်နာမည်ကျော်ကစားသမားကြီးများတယ်ဒီအတိုင်းပဲဘုသမားဆိုရင်အလီဆန်ဘကာတို့အီတာဆန်တို့ရှိတယ်နောက်တန်းမှာဆိုရင်လည်းမာကွင်းမိုးလိုကစားသမားကြီးရှိတယ်ကွင်းလယ်ပိုင်းမှာဆိုရင်တော့ကက်စမဲတို့ကအသင်းကောင်းဆောင်အနေနဲ့ဥဆောင်လာမယ်တိုက်စစ်ပိုင်းမှာဆိုရင်ဗီနီစီယက်တို့ဘာဖင်ယန်တို့ကစားသမားကြီးပါတယ်တစ်ချက်ပဲဒီပွဲစဉ်ကိုစောင့်ကြည့်နေတာကောင်းတာကဘရာဇီးနီးပြအစလော်ဒီကပြောထားတယ်သူတို့ရဲ့ဘရာဇီးစူပါစတာနေမာကတော့မိနစ်ပိုင်းလောက်ဝင်ကစားမယ်လို့ကျွန်တော်တို့သိထားတယ်တစ်ဖက်ကမော်ရိုကိုအသင်းရဲ့လူစင်းကိုကြည့်ရမယ်ဆိုရင်တကယ်မော်ရိုကိုအသင်းမှာလူကောင်းနေများတယ်ကစားသမားကောင်းနေများတယ်ကိုသမားဆိုလဲပိုနီတို့လိုကိုသမားကြီးရှိတယ်နောက်တန်းမှာဆိုဟာကင်မီတို့လိုမာဇာရော်ဝီလိုကစားသမားကြီးရှိတယ်ကွင်းလယ်ပိုင်းမှာဆိုရင်အမရာဘတ်တို့လိုကစားသမားကြီးပါတယ်တိုက်စစ်ပိုင်းမှာဘရိုင်ဒီယက်တို့လိုကစားသမားကောင်းတွေရှိတယ်အဲ့အတွက်မော်ရိုကိုအသင်းကိုလည်းကျွန်တော်တို့ short တက်ထားလို့မရဘူးဒါပေမဲ့ကျွန်တော်အမြင်ကကြည့်ရမယ်ဆိုတော့ဘရာဇီးအသင်းကမော်ရိုကိုအသင်းထက်နည်းနည်းလေးနှာတစ်ဖျားလောက်တာတယ်လို့ကျွန်တော်ထင်တယ်အားကြောင့်မို့ကျွန်တော်အနေနဲ့ကတော့ဘရာဇီးအသင်းကိုအနေငယ်အကြိုက်တွေ့တယ်ဒီပွဲစဉ်ကိုခံမှန်းသုံးသက်တင်ဆက်ပေးရမယ်ဆိုရင်တော့ဘရာဇီးအသင်းကမော်ရိုကိုအသင်းကို2-9 လောက်နဲ့အနိုင်ရရှိသွားမယ်လို့ခံမှန်းသုံးသက်ပေးလိုက်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ